ိုးရှိရှိတော့ငါတိမ်ညိုတွေအုံမိုင်းနဲ့ရာသီဥတုလေးမှာအုံနီးချစ်တဲ့လူတွေကချစ်အလားပြင်းတဲ့လူတွေကပြင်းနေကြပါတယ်သူကတော့တစ်ဖွဲ့လုံးပတ်မိုးအတွက်ပန်းမျိုးတိုင်းငံတည်ပြီးနေတဲ့သူပဲဖြစ်ပါတယ်အလားတွေလည်းပြင်ပြီးသွားပြီးမုံလုံးကြီးပေါ်လုံထားတာလည်းသူတို့စားဖို့အတွက်တပန်းစားတော့ရပြီဆိုတဲ့အခါကျတော့မန်တက်ကိုတွားကြတော့မှပဲဖြစ်ပါတယ်ရေပဲရင်နဲ့သနခါပါလူပေးမယ်ဆိုပြီးတော့ရွှေပြည်နံဘူးယူလာပါတယ်ဒါကတော့မန်တက်ကိုတွားနေကြပြီပဲဖြစ်ပါတယ်မန်တက်ကိုရောက်တဲ့အချိန်မှာအုံလက်တွေကမစင်ရသေးဘူးမို့လို့အုံလက်စင်ဖို့အတွက်ချိုးတွားယူမယ်ဆိုပြီးတော့ပြေးသွားပါတယ်အုံလက်တွေတချို့တော့ဝဲစင်ပြီးရနဲ့ရေပဲပို့ချောင်းနေကြပါပြီလာရမြကားရီဆိုင်ကယ်ကိုတားပြီးမှပတ်နေကြတာပါရင်းနေနေတောင်သူတို့လောက်တားနိုင်မယ်လို့မထင်ပါဘူးသူတို့ကတော့ရေပက်လိုက်ရင်တော့မှဆိုလို့ဆိုပြီးပေါ့ပွားလေးပဲပတ်နေကြပါတယ်ဒီဘွဲကတော့တိတ်ဘွားရန်ကျွေးဆက်တယ်လို့ပတ်နေကြတာပါဒီကားတော့ရေပက်မလို့ဆိုပြီးပြေးသွားရင်းနဲ့သူများရေတောင်းနေလို့ရေထည့်ပေးကြပါတယ်ရေထည့်ပေးကြရင်လည်းပဲဖလာကွက်အသေးလေးရဲ့တလုံးကဘလို့ပါတော့မှမသိလို့ကားနောက်ကနေပြေးလိုက်ပြီးမှဖလာခွဲပြန်တောင်းလာရပါတယ်။ကိုကိုရီလာရင်လည်းလောင်းပါတယ်။မမတွေလာရင်လည်းလောင်းပါတယ်။သူတို့များလို့အကုန်လောင်းရင်းနဲ့ပဲသူတို့တွေကပျော်ရွှင်နေကြပါတယ်။အရင်ရက်တည်းကမီးတွေတော့ရှောက်ပြက်နေရကနေပြီးတော့တကြံလာကတ်မှမီးပြန်လာခဲ့လို့ရေဒီပေါ်တီတုံးရတဲ့အတွက် EPC ကိုလည်းကျေးဇူးတင်ရပါသေးတယ်။မနက်ပိုင်းမှာမိုးရမ်းအုံနေပြီးတော့နေ့လည်ခင်းမှနေလေးပွင့်လာလို့တော်ရည်တဲ့ဆိုရပါမယ်။အကားကတော့တစ်ဖွဲ့လုံးတိုက်ထားကြပေမဲ့ဒီနေ့ဟုတ်ပဲကားကြပါတယ်။ကျွန်တော်တို့လူကြီးဆိုတော့မနက်ထဲမှာမုံလုံးကြီးပေါ်လုံးနေရင်းနဲ့ပဲဟိုးရင်တုန်းကလူကြီးအထားဖတ်နေလိုက်ပါတယ်။မုံလုံးလေးနည်းနည်းရတာနဲ့သူတို့တွေပိုက်စာနေမှာဆိုလို့ဆိုပြီးတော့မုံလုံးတွေလိုက်ကြွေရပါသေးတယ်။တကယ်တော့မိချောလုံးမလို့ဆိုပြီးမုံလုံးလုံးလိုက်တယ်ဆိုပေမဲ့လည်းဒီအဖွဲနဲ့တင်ကုန်တော့လို့ဘယ်သူမှလည်းမကြွေလိုက်ရပါဘူး။တခြားလူဆိုလို့မြတ်ဆောင်တို့အင်္ဂါရေးလာစောတဲ့ဒီကလင်းမလေးတွေကိုပဲကြွေလိုက်ရပါတယ်။ကျန်တာတွေကတော့ကိုယ်ဖွဲနဲ့တင်ပဲအကုန်လုံးကုန်တော့တာပါ။သူတို့ကတော့ကလေးတွေထမင်းကျွေးမယ်ဆိုပြီးတော့ထမင်းနေရင်းနဲ့မြည်စမ်းနေကြတာပဲဖြစ်ပါတယ်။သူထမင်းနေစားနေရမိပါလို့ဆိုပြီးရှက်ကိုရှက်ကန်နဲ့စွတ်တီစားပါတယ်။ပြီးတော့ကလေးတွေထမင်းလိုက်ခွန်ပါတယ်။ဒါတော့အဖွဲ့တွေကမြက်ခွက်အပြောင်ဆုံးတယောက်ပါ။လမ်းလေးကောင်ပေါ်မှာလည်းထမင်းနေလိုက်စားရင်းနဲ့ပြောနေကြပါတယ်။ဒီလူမိတော်လို့ဖြစ်နေတဲ့ရုပ်လေးကိုကြည့်ပါဦး။သူရိုက်မယ်ဆိုပြီးတော့ဇွတ်တင်းကြီးတွန်းဖဲကုန်ပါတယ်။ဒီမှာရတော်တော်ဆိုးပါတယ်။ဒါလေးကတော့အဖွဲ့ထဲမှာအနှဲဆုံးလေးပါကျွန်တော်ကလေးစီရောက်နေတဲ့အချိန်မှာမုံလုံးလုံးကူနေတဲ့အဖွဲ့ဝင်အသစ်ကလေးပါဖျက်ရီကလည်းကလေးတွေကိုခွဲခိုင်းလိုက်မိလို့ဘယ်လိုပုံစံလေးဖြစ်တော့မှလည်းမသိပါဘူးဒါပေမဲ့လည်းကိုကနေကိုပဲပြန်စားကြတာဆိုတော့အဆင်ပြေပါတယ်ဒီမှာရတော့ကလေးတွေကိုစားကြရတဲ့ညလိုက်ခွန်ပါတယ်တမနလုံးမနာတဲ့ရေစော့သားဆိုအခါကျတော့မျက်နှာကတနခါလေးလည်းပြက်လို့မယ်လို့တူလို့ပြလို့ငန်းလို့ဖြစ်နေကြပါပြီ။ဒါတော့နေပပူလို့တော်ရရဲ့လို့ဆိုရပါမယ်။ကလေးတွေကိုဖျက်တီးလိုက်ခွနေရအမရတော့အလေးအငိုက်မှရေလောင်းခံလိုက်ရပါပြီ။ဒီနေရာမှာတနေ့လုံးရေစော့နေရလည်းဝနေကြပါပြီ။ဘဟုမနက်ကဖွင့်တဲ့အတန်တွေလည်းကြားနေရပြီဆိုတော့ကလေးတွေကအဲ့ဒီကိုတွားကျင်နေဆိုလို့အဲ့ဒီကိုတွားကြပါတယ်။ကျွန်တော်တော့ရန်ချမ်းနေလို့မတွားကျင်တော့ဆိုပေမဲ့သူတို့တွေကတွားကျင်နေရဆိုတော့လည်းလိုက်ပို့ပေးရပါတယ်။ဒီမနဲ့ဝင်တဲ့အချိန်မှာလုံချိုရေးဦးလေးကြီးတွေကရင်းနှမအိမ်ထဲမှာပြီးလမ်းရှင်းပြီးတော့လည်းကတ်တရီနဲ့ပဲဝင်ခဲ့လိုက်ပါတယ်။ရင်းနှမလေးတွေကကြည့်မယ်ဆိုပြီးသွားတာဆိုပေမဲ့လည်းရင်းနှမလေးတွေကမြင်ရပါဘူး။အဲ့လိုနဲ့ပဲမမြင်ရမှတူတူလမ်းလျှောက်ကြမယ်တွားကြမယ်ဆိုပြီးတော့လမ်းတွဲလျှောက်နေကြပါတယ်။အဲ့နာမနေရင်လည်းပဲကလေးတွေကနေဟိုတယောက်ကမုံတော်ဝဲလိုက်ဒီတယောက်ကမုံတော်ဝဲလိုက်ကိုစောင့်နေကြရင်းနဲ့ပဲလမ်းလျှောက်တဲ့နေရာမှာရန်ကိုကြပါပါတယ်။အဲ့ဒီကနေပြီးတော့ပြန်မယ်ဆိုပြီးပြန်လာကြပေမဲ့လည်းသူများတချင်းဆိုတာတွေ့တော့လည်းရက်ပြီးတော့ကြည်နေကြပြန်ပါတယ်လဲလို့လဲဝါပြီးအိမ်ပြန်ကြမယ်ဆိုပြီးအိမ်ပြန်လာတဲ့လမ်းမှာမုံဆိုင်လေးတွေ့တော့လည်းကလေးတွေကမုံဝင်ဝဲကြပါသေးတယ်ဒီကလေးလေးတွေကိုချစ်လို့ဒီကလေးလေးတွေတကြံအခါမှာစီစဉ်တစ်ခုခုရှိရဆိုလို့ရှိရင်3ရအောင်ဆိုပြီးတော့မမိုးလည်းပြထားတဲ့မောင်လေးကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ဒီကလေးတွေဒီမှာရေလာကစားဖို့ခွင့်ပြုပေးခဲ့တဲ့အပြင်ကိုအကျိုးဖို့တွေထိပဲစီစဉ်ပေးခဲ့တဲ့အတွက်ဦးစင်းကိုဒီကလေးတွေကိုစားရပြီးတော့ပဲကျေးဇူးထူးတင်ရှိပါတယ်ဖေ။ဒါကတော့ပြန်ကနေဦးစင်းကိုတော့ကြောတဲ့အချိန်မှာဦးစင်းကပြန်ဆွန့်လိုက်တဲ့ဒိန်ကျင်ဦးလေးတွေကိုလာကြွားနေကြရပဲဖြစ်ပါတယ်။ဒီနေ့တကြံကတော့အလုပ်ရံများနေလို့ဒီလောက်နဲ့ပဲပြီးဆုံးသွားခဲ့ပါပြီ။ကျေးဇူးထူးပဲတင်ရှိပါတယ်